မင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်တို့ software ကို run တဲ့ပုံစံကိုတခေတ်စမ်းစစ်ခဲ့တဲ့ container နည်းပညာအကြောင်းကိုအခြေခံကစပြီးဖြိုပြသွားမှာပါဆိုတော့ physical server တွေကနေ Docker အထိဒီနည်းပညာတွေဘယ်လိုပြောင်းလဲတိုးတက်လာတယ်လဲဆိုတဲ့ဖြည်းစဉ်ကိုအတူတူလိုက်ကြည့်ကြရအောင် ဟုတ်ကဲ့အဓိကမေးခွန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ရှိတဲ့ hardware အနှဲငယ်နဲ့ application တွေအများကြီးကိုဘယ်လို run ကြရဲဆိုတာပါမယ်တကယ်တော့လေဒီမေးခွန်းကပဲ software လောကကြီးတစ်ခုလုံးကိုဆယ်စုနှစ်နဲ့ချီပြီးရှေ့ကိုတွန်းပို့နေတာပါကဲဒီမေးခွန်းရဲ့အဖြေကိုကျွန်တော်တို့တဆင့်ချင်းလိုက်ရှာကြည့်ကြတာပေါ့ ကဲအစားဆုံးကိုဖျားသွားကြည့်ကြအောင်ဟိုးရင်တော့ဆိုရင်ပေါ့ဗျာ application တစ်ခုကို run ချင်တယ်ဆိုရင်သူ့အတွက်တည်တံ့ physical server ကလုံးထုံရတယ် idea ကတော့ရိုးရှင်းပါတယ်ဒါပေမဲ့ဒီနီးလာမှာအကြီးမားဆုံးအားနည်းချက်တစ်ခုရှိနေတယ်ဆိုတော့ကိုတိတ်မကြခင်မှာပဲတတိထားမိလာကြတယ်အထူးသဖြင့် server အလုံးတောင်းနဲ့အကြီးပြီးတုံးတဲ့ company ကြီးတွေမှာပေါ့ဒီ server ကြီးတွေကသူ့စွမ်းအားအပြည့်အဝကိုအသုံးမချရပဲဒီအတိုင်းထိုင်နေတာများတယ်။အဲဒီတော့ဘာဖြစ်လဲဆိုတော့အကုန်ကြများတဲ့ CPU, RAM နဲ့တခြား hardware resource တွေအလားတာဖြစ်ပြီးငွေကုန်ကြေးကြအရင်များတာပေါ့ ဒီမှာကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းမြင်လာပါတယ် server တစ်လုံးရဲ့စွမ်းဆောင်ရည်အပြည့်ပါ 100% မှာတကယ်တမ်းအသုံးချဖြစ်တာက 50% လောက်ပဲရှိတယ်ဆိုလိုတာကကျန်တဲ့ 85% လောက်ကဘာမှမလုပ်ပဲဒီတိုင်းကြီးပဲဒီစွမ်းအားတွေအလုံးကတကယ်ကိုဖြုံးတိဖြစ်နေတယ်လို့ပါပဲ အဲ့တော့ဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲအဖြေကတော့ physical machine တစ်လုံးတည်းကိုပဲပို့ပြီးတော့ထိရောက်ရောက်အသုံးချနိုင်မဲ့နည်းပညာအသစ်တစ်ခုပေါ်ပေါက်လာတာပါပဲ အဲ့ဒါကတော့ virtualization ပါပဲ virtualization ကဘာလို့လဲဆိုတော့ physical server ကြီးတစ်လုံးကို software တစ်ခု hypervisor လို့ခေါ်တဲ့သုံးပြီးတော့သူ့ထဲမှာတိကျ computer အသေးလေးတွေအများကြီးဖန်တီးလိုက်တာပါတစ်လုံးထဲကနေအများကြီးဖြစ်သွားအောင်ခွဲလိုက်တဲ့သဘောပေါ့ဒါကအဲ့ဒီခေတ်ခါကတကယ်ကိုတော်လန်တဲ့ပြောင်းလဲကြီးတစ်ခုပဲအဲ့ဒီ virtual machine VM တစ်လုံးချင်းစီလာလဲသူ့ရဲ့ကိုယ်ပိုင် operating system အပြည့်စုံတဲ့လို့လို့တာဆိုတော့ तू ကတကယ် computer အစစ်တစ်လုံးလို့ပဲဒီနီးလန်းရဲ့အကြီးမားဆုံးအားသာချက်ကတော့ VM တစ်ခုနဲ့တစ်ခုလုံးဝတိကျစီဖြစ်နေတာပါပဲဒါကြောင့် application တွေကိုလုံလုံခြုံခြုံနဲ့ခွဲထားနိုင်တယ် hardware ကိုလည်းအရင်ကထက်အများကြီးပိုပြီးအသုံးချလာနိုင်တာပေါ့အားလုံးအဆင်ပြေသွားပြီလို့ထင်ရပေမဲ့ဒီ virtualization မှာလည်းသူ့ပြဿနာနဲ့သူရှိနေပြန်ရော VM တွေကပြဿနာတစ်ခုကိုရှင်းပေးလိုက်ပေမဲ့နောက်ကွဲမှာတိတ်မမြင်သာတဲ့ဖြုံးတီးမှုပြဿနာအတစ်တစ်ခုကိုမွေးထုတ်ပေးလိုက်တယ်လို့ဖြစ်သွားတယ်ကဲဒီတော့ကျွန်တော်တို့ရဲ့ခီးစင်မှာနောက်ထပ်တွေ့ရတဲ့စိန်ခေါ်မှုကဘာလဲအဲ့ဒါကတော့ BMI ရဲ့အတွင်းပိုင်းမှာပုံကွယ်နေတဲ့ဖြုံးတီးမှုတွေပါပဲမပိချအောင်မလား physical server တွေတုန်းက resource တွေဖြုံးတီးဖြစ်တဲ့ပြဿနာလေးအခုလည်းအဲ့ဒီလိုပါပဲ VM တွေမှာလည်းလိုအပ်တာထက်ပိုပြီး resource တွေအများကြီးချပေးထားပြီးတော့ဖြုံးတီးမှုကထပ်ဖြစ်နေပြန်ရောဒီတစ်ခါတော့ virtual အဆင့်မှာဖြစ်နေတာပေါ့ဥမာတစ်ခုပြောပြမယ် VM တစ်လုံးကို RAM 25GB အောင်ချပေးထားတယ်ဆိုပါစို့ဒါပေမဲ့အဲ့ဒီ VM ထဲက application ကအလုပ်အများဆုံးအခြေမှာတောင် 10GB ပဲတုံးတယ်အဲ့တော့ဘာဖြစ်လဲကျန်တဲ့ RAM 15GB ကဘာမှမလုပ်ပဲဒီတိုင်းပဲရှိနေရတကယ်ကိုကြီးမားတဲ့ဖြုံးကြီးမှုကြီးပေါ့ ဒီပြဿနာကိုဖြေရှင်းဖို့အတွက်နောက်ထပ်ပိုကောင်းတယ်ပိုပေါ်ပါတဲ့နီးလန်းတစ်ခုလိုလာပါတယ်အဲ့ဒီမှာပဲခေတ်မီလက်ဖြေရှင်းချက်ဖြစ်တဲ့ container ဆိုတာပေါ်ပေါက်လာတာပါပဲ container ရဲ့အဓိကအားသာချက်ကဘာလဲဆိုတော့သူတို့က VMD လို့ကိုပိုင် OS အပြည့်စုံမလွယ်ဘူးအဲ့ဒီအစားသူတို့ RAN ရဲ့ host machine ရဲ့ OS ကိုပဲအားလုံးကမျှဝေပြီးတုံးလိုက်ကြတာဒါကတကယ့်ကိုအဓိကကြရဲ့အချက်ပဲ ဒီမှာကြည့်လိုက်ရင် virtual machine နဲ့ container ဘယ်လောက်ကွာလဲဆိုတာရှင်းသွားပါလိမ့်မယ် VM တွေက OS အပြည့်စုံပါတော့ size က GB နဲ့ချီပြီးရှိတယ် stuff for လည်းအချိန်ပို့ကြတယ် container တွေကတော့ OS ကို share သုံးတာဖြစ်လို့ size က MB လောက်ပဲရှိပြီး second ပိုင်းအတွင်းမှာနေ start up လုပ်နိုင်တယ်ကွာခြားခက်ကတော်တော်ကြီးပါတယ် container ဆိုတာကိုဘယ်လိုမြင်အောင်လုပ်ရလဲဆိုတော့ application တစ်ခု run for လိုအပ်တဲ့ library တွေ dependency တွေအားလုံးကိုတနေရာထဲမှာစုပြီးတိတ်တိတ်ချာချာထုတ်ပို့ထားတဲ့ parcel ဘူးလေးတစ်ခုလိုပါပဲဒီဘူးလေးတစ်ခုရှိုံနဲ့ဘယ်နေရာမှာမဆိုတပုံစံနဲ့ run လို့ရသွားရောကောင်းပြီဒီလောက်ကောင်းတဲ့ container တွေကိုလက်တွေ့မှာဘယ်လိုတည်ဆောက်မလဲဘယ်လိုအသုံးပြုကြမလဲအဲ့နေရာမှာတော့လူသုံးအများဆုံး platform တစ်ခုဖြစ်တဲ့ Docker ကအရေးပါလာပါပြီ Docker ကဒီ process တစ်ခုလုံးကိုရိုးရှင်းတဲ့အဆင့်၃ဆင့်နဲ့ကင်တွယ်ဖြည့်ရှင်းပေးပါတယ်ပထမဆုံး Docker file ဆိုတဲ့ညွှန်ကြားချက် file တစ်ခုကိုရေးရတယ်ဒုတိယအဆင့်ကအဲ့ဒီ Docker file ကိုတုံးပြီး image တစ်ခု blueprint လိုမျိုးပေါ့တိဆော့ရတယ်နောက်ဆုံးအဆင့်မှာတော့အဲ့ဒီ image ကိုယူပြီးတကယ် live application ဖြစ်တဲ့ container တစ်ခုအနေနဲ့ run လိုက်ရုံပါပဲဒီစင်းတွေအားလုံးကိုစီမံခန့်ခွဲဖို့အတွက် Docker build တော့ Docker run လို့ယူရှင်းတဲ့ command တွေကိုပဲသုံးရတာပါအကုန်လုံးကို Docker engine ကနေတဆင့်ကိုင်းတယ်တော်တာပေါ့ ဆိုတော့ဒီ container approach ရဲ့အကျိုးကျေးဇူးတွေကဘာလဲ
resource ဖြုန်းတီးမှုတွေကိုအမြင့်ဆုံးအထိ short ချပေးတယ် startup time တွေကအများမြန်တယ်ဘယ်နေရာကိုမဆိုအလွယ်တကူတည်သွားပြီး deploy လုပ်လို့ရတယ်ပြီးတော့ development နဲ့ production environment တွေမှာတစ်ထပ်တည်းကျ consistency ကိုရစေပါတယ် ဒါဆိုရင် container တွေကဒီ single ပြောင်းလဲမှုရဲ့နောက်ဆုံးအဆင့်ပဲလားအမြဲတမ်းတော့ဟုတ်ချင်မဟုတ်မယ်ဒေါကလိုနေပညာမှာတော့တွေ့အစိန်ခေါ်မှုတွေရှိနေတော့မယ်ဥပမာ Docker engine ကြီးတစ်ခုလုံးက single point of failure ဖြစ်တော့နိုင်တာမျိုးပေါ့ဒီလိုအချက်တွေကပဲနောက်ထပ်နီးပညာအသေးတွေထပ်ပေါ်လာအောင်တွန်းအားပေးနေတာပါ ဒီတော့အဓိကမှတ်ထားမယ့်အချက်ကတော့ physical server တွေကနေ VM တွေပြီးတော့ container တွေအထိပြောင်းလဲလာတဲ့ဒီခရီးစဉ်တစ်ခုလုံးဟာဘယ်လိုပို့ပြီးတော့ထိရောက်အောင်လုပ်မလဲဆိုတော့မင်းဟုံးကိုအပြေရှာနေတဲ့မပြီးဆုံးတဲ့ခရီးစဉ်တစ်ခုပါပဲ container တွေက host OS ကို share သုံးတဲ့အတွက် VM တွေထပ်အစားပေါင်းများစွာပို့ပြီးထိရောက်မှုရှိစေဆိုတာပါပဲဒီနေ့ပြောပြခဲ့တာတွေက mix ဆွေလို့အတွက်အကျိုးရှိခဲ့မယ်လို့မျှော်လင့်ပါတယ်အကယ်၍အကျိုးရှိခဲ့တယ်ဆိုရင် like and subscribe လေးလုပ်ပေးတော့ဖို့မေတ္တာရပ်ခံချင်ပါတယ်တည်ကျင်တာဆွေးနွေးချင်တာတွေရှိရင်လေ comment box မှာဝင်ရောက်ရေးသားခဲ့နိုင်ပါတယ်ခင်ဗျာ